အခုဘက်ထရီနဲ့တုံးတာပါနော်ဆက်နေလိုက်ပါနော်ဖုန်ပေရောဒါအပေါ်ဒါဒီရှိဒါဒီဖက်ပါနော်အတန်းတော့မပါဘူးနော်တီတီတော်တော်လေးအနေနဲ့တော့မရှိဒါဘက်ထရီလေးပဲဒီအမဲပိုင်းရ rubber လေးပေါ့နော်